ကျော်နေကြအတိုင်းပဲပြောနေကြအတိုင်းပဲဆိုကြတော့တူညီတဲ့တိုက်ဆိုင်မှုရှိရင်ပေါက်ပါတယ်နော်ဒီလေးရှိဝေးရလဲလာတယ်နီးလေးရလဲရှိတယ်ဒီလေးရှိ390ခွန်3ညခွန်ပေါက်ပြီးသွားပြီပေါ့အဲ့ဒီအောက်မှာကြာမယ်ခဏအဲ့ဒီအောက်မှာကြာမယ်ခဏတူတူလေးမြင်မြန်လေးပဲကျွန်တော်ရှာလိုက်မယ်နော်ဒါအုပ်စုလိုက်ပေါ့အုပ်စုလိုက်ဆိုတော့သူကဒီတိုင်းလည်းပေါက်သွားနိုင်တာပေါ့နော်68ခွန်လို့လည်းပေါက်သွားလို့ရတာပေါ့ဆိုတော့အဲ့ဒီဟာကိုကျွန်တော်တူတူလေးပဲဘယ်လိုရှာလိုက်မလဲဆိုတော့သူ့ရဲ့1နှစ်2နှစ်3နှစ်4နှစ်5နှစ်က135လို့ထောက်ထားတယ်ဒီ68ခွန်ကို135ရဲ့ဒီချိန်2ချိန်3ချိန်4ချိန်5ချိန်ရဲ့ဘေးက68ခွန်ကိုထည့်လိုက်တာဆိုလို့ရှိရင်ကျွန်တော်ဒီမှာလဲတူညီတဲ့အတိုင်းပဲပေါ့နော်ဒီမှာ981481 339ရဲ့ဇောင်းပါပဲ3ခွန်ကိုတိတိကျကျထည့်သွားပါတယ်နော်ထည့်သွားတော့သူ့ရဲ့ဒီမှာလိုရယ်သူ့ရဲ့1နှစ်2နှစ်3နှစ်4နှစ်5နှစ်မှာ139ထည့်ထောက်ထားတယ်68ခွန်ဆိုလို့ရှိရင်သူ့ရဲ့1နှစ်2နှစ်3နှစ်4နှစ်5နှစ်မြောက်မှာကျွန်တော်ဒီမှာဘာရှိမလဲ939 335ထည့်ထောက်ထားတယ်ဒီချိန်2ချိန်3ချိန်4ချိန်5ချိန်အောက်က9နှစ်လေးကိုထည့်လို့ရမှာပေါ့နော်ဆိုတော့အဲ့လိုထည့်လို့ရမယ်ဆိုတော့ထည့်လို့လည်းပြီးသွားတော့ပေါ့နော်ရှင်းပါတယ်နော်ဒါလေးကအဲ့ဆိုတော့ကျွန်တော်တို့ဒီမှာတစ်ခါလာပြီမယ်ရှစ်ထိပ်စီး6ထိပ်စီး6ထိပ်စီးဖြစ်မယ်အဲ့အောက်မှာ6ခွန်ခွန်လို့ပေါ့6ခွန်ခွန်ရဲ့9နှစ်မြောက်မှာ939ခွန်လို့ပေါ့939ခွန်ရဲ့တစ်ချိန်2ချိန်3ချိန်4ချိန်မှာ2ခွန်5လို့ပေါက်မယ်အဲ့ဒီ2ခွန်5ကိုဒီဟာ2 5ခွန်မှာခဏမရှိတော့နော်1ခွန်5လို့ပေါက်ခဲ့တယ်ဆိုလို့ရှိရင်ဒီမှာ666လို့ထောက်မယ်6ခွန်ခွန်လို့ပြင်မယ်6ခွန်5လည်းမြောက်ပါ939ခွန်လို့ပြင်မယ်939ခွန်ရဲ့စောင်းက2ခွန်5ကိုသူ့ရဲ့အကျဉ်းအတူတူမှာ2ခွန်5လို့ထည့်ခဲ့မယ်ဆိုရင်6လို့ထောက်ပြီးတော့ခွန်6ခွန်လို့ထည့်ခွန်6ခွန်ရဲ့သူ့အချိန်အတူတူ939ခွန်လို့ထည့်939ခွန်ရဲ့ချိန်3ချိန်4ချိန်မှာထည့်မယ်ခဏဒီသူပုံစံအတူတူဆိုလို့ရှိရင်ဒီမှာ8ခွန်9ဆိုတဲ့ခဏကိုထည့်မယ်အဲဆိုတော့ကျွန်တော်တို့ဒီနေရာမှာပါထည့်မယ်တစ်လုံးက8ခွန်9ဆိုတဲ့ခဏရဲ့နောက်ဒီမှာပါလဲ4နှစ်9ဆိုတဲ့ခဏရဲ့နောက်တစ်လုံးကဘာဖြစ်မလဲခွန်86ဆိုတဲ့ခဏရဲ့2ခွန်5ဆိုတဲ့ခဏရဲ့ပေါ့နော်ဒါလေးထည့်မယ်ပေါ့ဗျာဒီအားနဲ့ပတ်သက်ပြီးဒါလေးပြမယ်နော်ဒါလေးကိုပြမယ် live တွင်လို့ရရင်တော့ live တွင်လို့ရရင်တော့ကျွန်တော်များများပြလို့ရတာပေါ့ဗျာနော်အဲကျွန်တော်အလိုချင်းမင်းတို့ရဲ့ share ရဲ့ subscribe ရဲ့ subscribe လုပ်ပေးဖို့မေတ္တာရက်ခံမရစေအပန်းမကြည့်ရင် like share လေးနဲ့ subscribe လေးလုပ်ပေးဖို့မေတ္တာရက်ခံမရစေအဲ့ဒီဟာနဲ့ပတ်သက်တဲ့ဒီဟာကဒီတစ်ခုတည်းထည့်တာမဟုတ်ဘူးနော်ဒီခွန်3ညခွန်ကဒီမှာထည့်ရနော်ကျွန်တော်ဒီမှာဒီဟာတွေကရှုပ်နေလို့မပြတော့ဘူးဆိုနှစ်တက်လေးရယ်နှစ်တက်လေးထောက်ထားပြီးတော့တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်10ချိန်9ချိန်10ချိန်17ချိန်12ချိန်ရဲ့အပေါ်မှာထည့်ရနော်ဒီမှာလဲနှစ်တက်လေးရယ်တစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်6ချိန်9ချိန်10ချိန်9ချိန်10ချိန်17ချိန်12ချိန်ရဲ့အပေါ်မှာပဲထည့်ပါနော်ဒီမှာပေါ့ကျွန်တော်တို့အများကြီးရှိတယ်ပေါ့ဗျာဒါလေးကတော့ video file တိုးလေးရတော့ဒီလောက်ပဲနော်ပန်းမကြည့်ရင် subscribe လုပ်ပေးပါ share လုပ်ပေးဖို့မေတ္တာရက်ခံပါရစေနော်ကျွန်တော်ဒီကနေ live တွင်ကြလို့ YouTube ကနေဒီဒါ8ချိန်နော်8ချိန်ကို9ချိန်နော်9ချိန်တွေ့အားလုံးပဲကောင်းကောင်းတိုက်ဆိုင်ကြပါစေ